ဒီကောင်ကငါးတေကိုပြန်ရှင်အောင်လုပ်နိုင်တယ်သူ့ဆရာကြီးမွေးထားတဲ့ငါးကိုစားခြင်းလို့ကန်ထဲကနေခိုးဆယ်လိုက်ပြီးဒါနဲ့ခတ်တွတ်လိလိုက်တာငါးရိုးနဲ့တာချက်ချင်းတီးတက်စီချစ်သွားတယ်အဲ့ဒီနောက်ငါးကိုကန်ထဲပြန်လွတ်လိုက်ပေမဲ့သူ့တားချက်ကမျက်လုံးတော့ငါးရဲ့အာယုံကြောတွေတောင်မတိလိုက်ပဲကန်ထဲမှာအလိုလျောက်ဗီဇတိုင်းဆက်ကူးနေတော့မဲ့အဲ့ဒါကိုဆရာကမြင်သွားပြီးသူ့ကိုအိမ်ပြန်လဲဖို့ဆိုပြီးတောင်ပေါ်ကနေဆင်းခိုင်းလိုက်တဲ့လူတွေအားလုံးကတော့သူ့ကိုနောက်ထပ်ချက်ပြုတ်ချင်းဆိုင်ရနဲ့ဖျားဖြစ်လာလိမ့်မယ်လို့ထင်နေကြတာဒါပေမဲ့တောင်ပေါ်ကဆင်းလာပြီးနောက်မှာတော့သူကမြို့နယ်သေးလေးတစ်ခုကဆိုင်မှာတာမန်စားဖို့မူတယောက်ဖြစ်သွားခဲ့တယ်ဒါပေမဲ့စတိတ်တို့ပါစတာတို့လုံးမစားပဲသူ့မိသားစုရဲ့ရှိုးဝက်ချက်ဖြစ်တဲ့နေရုပ်ကောင်းစုပ်ပြုတ်ဆက်ကိုပဲနေတိုင်းချက်တာလူတွေအားလုံးအံ့သွားရလောက်အောင်ဖောက်တီတွေအများကြီးရောက်လာပြီးရပိုင်းတွင်းမှာတင်ဟိုတယ်ကိုဝင်ငွေတွေအများကြီးရှာပေးနိုင်ခဲ့တယ်ဒါပေမဲ့လက်စာထုတ်ရက်ကြတော့ဆိုင်ရှင်ကတော့ကဒါတွေအားလုံးဟာမစ်ရှယ်လင်စားဖို့မူတွေကြောင့်လို့ထင်ပြီးသူ့စုပ်ပြုတ်ကဆိုင်ရဲ့အဆင့်တန်းကိုချပစ်တယ်ဆိုပြီးလက်စာတွေကဒေါ်လာ900ကိုအတင်းဖြတ်လိုက်တယ်ဒီလကျွန်တော်လက်စာနဲ့1500ရမှာလေစားစရိတ်နေစရိတ်နဲ့မီတာခတွေနှုတ်ပြီးတော့မှ2000ပဲရတော့ဒါလားအန်ဒီပဲအဆက်ကကျွေးမွေးနဲ့အနေစရိတ်မဖြတ်ဘူးလို့ပြောခဲ့တာလေဘာဖြစ်လဲလက်စာလဲရသေးတယ်ပြန်ခံပြောနေတာလားညီကငါအိမ်မှာစားငါအိမ်မှာနေတာရာကနန်းလောက်ဖြတ်တာဘာဖြစ်လဲစုပ်ပြုတ်ပဲချက်တဲ့ကောင်က2000ရတာဘူးပဲဝမ်းသာလာပြီးကျေးဇူးမကန်းဆန်းတဲ့ဒေါ်ဆက်အဲလောက်ထိတွတ်လို့မနေနဲ့ညီပတ်နဲ့ပါလို့မရှိတော့တာကိုတနာလို့တာမိဖို့ချောင်းထဲမှာပြဿနာရှာဖို့ထားပေးထားတာဒါပေမဲ့ဦးလေးဖောက်တီများကြီးကကျွန်တော်ငရုတ်ကောင်းစုပ်ပြုတ်ကိုတောက်ချင်လို့တင်လာကြတာလေညီကအဲ့ဒီစုပ်ပြုတ်စုပ်အကြောင်းကိုပြောရဲသေးတယ်ပေါ့ဒါကငါးကျဲပွင့်မစ်ရှယ်လင်ဆိုင်ဆိုတာတီလာလမ်းဘေးကအပေါ်စားစုပ်ပြုတ်တဲ့ဆိုင်မဟုတ်ဘူးဟဲလို့ဒေါက်တာရန်ဗာပြောတယ်သူ့ချေနေပိုဆိုးသွားပြီဟုတ်လားဘယ်လောက်လို့လဲ2500လားဟုတ်ကဲ့ကျွန်တော်အခုချက်ချင်းနင်းလန်းရှာလိုက်ပါမယ်ဦးလေးအန်ဒီကျွန်တော်ညီမလေးစေးရုံမှာပိုက်ဆံရေးတကြီးလိုနေလို့ပါဒီတစ်ခေါက်တော့လက်စာမဖြတ်ပါနဲ့နော်ဟုတ်ပြီလားကျွန်တော်ပို့စူးစမ်းပြီးအလုပ်လုပ်ပြီးအဲ့ဒီပိုက်ဆံတွေကိုပြန်ရှာပေးပါမယ်တနာစရာဇလန်းစင်နေတာလားငါကအဲ့ဒါတွေကိုမယုံဘူးလို့ပြောထားပြီးသားညီညီမနေမကောင်းဖြစ်တာနဲ့ငါတို့နဲ့ဘာဆိုင်လဲကောင်းပြီဒါဆိုကျွန်တော်ထွက်မယ်အလုပ်ဆိုရင်တော့ကျွန်တော်စပေါ်ငွေဒေါ်လာ1000ပေးထားတာအဲ့ဒါလေးပြန်ပေးပါဗျာထွက်မလို့လားရတယ်ညီအပဒါညီနှုတ်ထွက်တာဆိုတော့စပေါ်ငွေအားလုံးကိုငါတို့တင်လိုက်မယ်အန်ဒီတို့ကဘာလို့ဒီလောက်မတရားရတာလဲစပေါ်ငွေကိုပါတင်ရတယ်လို့တင်ချင်လို့တင်တာဘာဖြစ်လဲတတိရှိရင်ဈေးကွက်ဆောင်ကြည့်ရေးပြူလို့ကိုသွားတိုင်လိုက်လေကောင်းပြီဒါကိုကျွန်တော်မှတ်ထားမယ်စပေါ်ငွေကိုယူထားလိုက်ပါဒါပေမဲ့နောက်မှနောင်တမရစေနဲ့အခုထိလူမိုက်လုပ်ချင်သေးတာလားညီလို့စွပြုတ်ချက်တဲ့ကောင်ကဘာလုပ်နိုင်မလဲဆိုတာငါတကယ်ကြည့်ချင်သေးတယ်ကိုချေလန်းကိုမတိတဲ့ကောင်သွားဝေးကိုသွားချက်စိတ်မကောင်းပါဘူးဒါတွေအားလုံးကငါပြစ်တွေပါငါကနင့်ကိုပါဆွဲချမိပြီးအလုပ်ပါပြုတ်စေခဲ့ပြီးဥတူတူမလေးရဲ့နင်းကငါရဲ့တူတဲ့တော်မိသားစုပဲဟာငါမဆောင်ရှောက်ရင်ဘသူကဆောင်ရှောက်မှလည်းအများကြီးမတွေးနဲ့တော့နင့်ယောဂပျောက်ကင်းသွားမှာပါအေးဆေးဆေးတာနားနေပါငါတို့ဒီနေရာကနေပြောင်းပြီးအပူပေးစနစ်ပါတယ်ပြတင်းပေါက်ကြီးကြီးတွေရှိတဲ့အင်ကြီးပေါ်မှာနေရမယ်လို့ငါကတိပေးတဲ့အဖိုးမေမေဖေဖေကျွန်တော်ကအတုံးမကျတဲ့ကောင်ပါလူစီကိုပါဒုက္ခရင်းနဲ့ဆွဲသွင်းမိပြီးဒီနေ့ကစားပြီးဂျက်မီသားစုရဲ့မျိုးရိုးစင်ဆက်နေရုပ်ကောင်းစပြုတ်ပညာကိုကျွန်တော်ဆက်ခံတော့မယ်ညီမလေးကိုကုဖို့ပိုက်ဆံရှာမယ်ပြီးတော့ကျွန်တော်တို့ကိုအထင်သေးပြီးအနိုင်ကျင့်ခဲ့တဲ့လူတွေအားလုံးနောက်တရားစီရမယ်နေရုပ်ကောင်းစပြုတ်ရဲ့အသက်ကခင်းရီကောင်းဖို့ပဲအဲ့ဒါကိုတိုးသားလက်ဆက်နဲ့အမဲသားနဲ့ချက်ရမယ်မှုနာရဲ့6ပန်းချောင်းနဲ့ဂျုံကတ်တွေကိုလည်းစီကမ်းမဲ့ဝဲလို့မရဘူးပြီးတော့ဂျုံမုံကလည်းဝါလို့ကောင်းအောင်ဂျုံကတ်တက်မျက်နှာဖြစ်ရမယ်ဒါပေမဲ့ကျွန်တော်အိတ်ထဲမှာပိုက်ဆံ100ကျော်ပဲရှိတော့တာဆိုတော့ချွေတာနိုင်သမျှချွေတာရမယ်အဲ့ဒါကျမဟုတ်လားနင်ဒီနားမှာဘာလျှောက်လုပ်နေတာလဲစပြုတ်ချက်ဖို့အသားဝယ်နေတာလားငါနစ်စပြုတ်ကိုတောက်ဖူးတယ်အဲ့ဒါတကယ်အစ်အမှန်ပဲမမအန်နာကျွန်တော်ဖူမန်းမိလီယန်ကနေထွက်လိုက်ပြီဗျထွက်လိုက်ပြီဟုတ်လားဘာလို့လဲလူတွေအများကြီးကနစ်လက်ရာကိုစားကျင်လို့သွားကြတာလေနင်းရဲ့နှလုံးသားမရှိတဲ့ဦးလေးနဲ့အန်ဒီကနင်းလာစာတွေကိုအဆက်မတန်းဖြတ်နေတယ်လို့ငါကြားတယ်ရှူဒါလေးယူထားလိုက်နေအခက်ခဲဖြစ်နေမှန်းငါသိတယ်ဒီသားကိုငါကပဲကြွေးတာပါနင်တနေ့နေ့အောင်မြင်လာတဲ့ခါကျရင်ငါကိုစွပြုတ်တပွဲပဲတိုက်တော့ငါမှလည်းရှိတယ်လိမ္မာတဲ့ကလေးစိတ်မပူနဲ့တကယ်ပညာရှင်ကဘယ်တော့မှငတ်မတည်ဘူးကျေးဇူးတင်ပါတယ်မမအန်နာဒေါ်လေးမေရီနဲ့အားလုံးကိုပဲပြချက်ကဒီကျေးဇူးကိုတစ်သက်လုံးမှတ်ထားမှာပါစကြဆိုဂျုံကတ်နဲ့ငရုတ်ကောင်းစွပြုတ်ကိုဝါလို့ကောင်းစေခြင်းရင်ဂျုံနေတာကိုထက်ခါတလဲနေရမယ်အဲ့ဒါမှအကောင်းဆုံးအထီးတွေ့ကိုပေးနိုင်မှာဝါကျက်နေပါကျက်နေတာလဲမွေးနေတာပဲလူစီငါလှုပ်ထားတဲ့စွပြုတ်ကြီးကိုမြည်ချီဆန်အရန်ကောင်းတယ်ငါယောဂထဝက်လောက်တောင်ပျောက်သွားတယ်လို့ပဲဒီနေရုတ်ကောင်းစွပြုတ်ကြီးကကျက်မိသားစုရဲ့ရှုပ်ဝက်ချက်နီးလမ်းပဲငါကိုခြေထောက်ပေါ်ကိုရက်တီအောင်မလုံနိုင်ဘူးဆိုတာကိုမယုံဘူးအိုဖျားသေးရဲ့အဲ့ဒါဘာတူလက်ရလဲအနံ့ကအလှပြင်စရာမလိုအောင်မွေးနေတာပဲဟုတ်တယ်တားဟင်းကြီးနဲ့တူတယ်အဲ့ဒီအနံ့ကဒေးနာကအင်္ဂါကနေကဆင်းရဲတဲ့မောင်နှမ2ယောက်စီကလာနေပုံရတယ်ပြီးတာဒီအိတ်ကိုကြည်စမ်းကပခုံးပေါ်မှာလွယ်ထားတာပိုးလာလားဒါမှမဟုတ်လက်ထဲမှာကင်ထားတာပိုးလာလားဘလို့ပဲဖြစ်ဖြစ်ကြည့်ကောင်းပါတယ်ဆိုင်ရှင်ကတော့ကိစ္စကြီးတော့မယ်ဖောက်တီတွေလေသူတို့တွေအော်ဟစ်ပြီးအန်တီကိုတွေးကျင်တယ်လို့တောင်းဆိုနေကြတယ်ကဲငါတို့ကိုအဲ့ဒီခေါ်သွားစမ်းကအဲ့ဒီဈေးကြီးတဲ့နောက်တိုင်းစားစာတွေကိုမစားချင်ဘူးလို့ပြောပြီးပြီလေငါကမရုပ်ကောင်းစွပြုတ်ပူပူနွေးနွေးတစ်ခွက်ပဲလိုချင်တာစွပြုတ်ပဲမှာလဲငါစွပြုတ်ပဲမှာလဲအိုဒါမစ္စတာမိုက်မဟုတ်လားဘသူကခင်များကိုစိတ်ဆိုးအောင်လုပ်လိုက်တာလဲကောင်းပြီမင်းရောက်လာပြီပဲငါအမြဲတောက်နေကြနေရုပ်ကောင်းစွပြုတ်ပဲမှာလဲမြ мян ယူလာပေးစမ်းမစ္စတာမိုက်စွပြုတ်တောက်ချင်တာလားအဲ့ဒါလွယ်လေးပါကျွန်တော်တို့စီမှာချမ်းမိုင်းတောင်ခဲ့ရတဲ့ထိတ်တန်တောတောင်ချင်းစင်အတင်းကိုအတုပ်လိုက်ရောက်ထားတာရှိတယ်မိဖို့ချောင်းကနေအထူးအားဖြင့်စွပြုတ်တစ်ခွက်ချက်ချင်းယူလာခိုင်းလိုက်ပါမယ်အတိကျပါပဲမစ္စတာမိုက်ကျေးဇူးပြုပြီးညီကြည့်ပေးပါကျွန်တော်တို့ကကန်တော့ဖေးလာပေါ်ရင်မာစတာစားဖို့မူတယောက်ကိုပိုက်ဆံအများကြီးပေးပြီးညားထားတာသူကိုယ်တိုင်ချက်မှာပါကျွန်တော်အာမခံမစ္စတာမိုက်ငါနေရုပ်ကောင်းစွပြုတ်လိုချင်တယ်လို့ပြောနေတာလေမင်းတို့လူတွေရိုးရိုးအင်္ဂလိပ်စကားကိုနားမလည်ကြဘူးလားငါကိုလှည့်စားဖို့ဒီအမိုက်တွေကိုယူလာပေးတာလားဖူမန်းမိလီယန်ကဒီလိုပဲစီးပွားရေးလုပ်တာလားမစ္စတာပီတာကျွန်တော်တို့အဖွဲ့ဝင်ကြီးပေးထားတဲ့အကြောင်းပြချက်ရဲ့ထက်ဝက်ကပတ်ဝန်းကျင်ကြောင့်ဖြစ်ပြီးကျန်တဲ့ထက်ဝက်ကအဲ့ဒီစွပြုတ်ကြောင့်ပဲအတိအကျပဲဘသူကဒီလိုအားဖြင့်စွပြုတ်ဆိုတာကြီးကိုတောက်ချင်မှလဲမစ္စတာမိုက်လူတိုင်းပဲကျေးဇူးပြုပြီးစိတ်အေးထားကြပါကျွန်တော်တို့တကယ်ပဲတောင်းပန်ပါတယ်ဒါပေမဲ့လောလောဆယ်တော့အဲ့ဒီနေရုပ်ကောင်းစွပြုတ်ကိုမချက်ပေးနိုင်တော့ပါဘူးဘာလို့လဲအဲ့ဒီစွပြုတ်ကအရန်ငံပြီးအရန်ဆက်လုံးနဲ့အဲ့ဒါကဒီလိုနေရာမျိုးနဲ့မလိုက်ဖက်ဘူးလေဒါကြောင့်အဲ့ဒါကိုချက်တဲ့ကောင်ကိုကျွန်တော်တို့အလုပ်ဖြုတ်လိုက်ပြီးဗာပြောတယ်မင်းတို့လူမိုက်2ယောက်ကအဲ့ဒီလို
ထိတ်တန်းစားဖို့မူကိုတကယ်ပဲအလုပ်ဖြုတ်လိုက်တာလားအဲ့ဒီဟင်းရီလက်လက်ဆက်ဆက်တာမရှိရင်ငါဒီလိုညံပြင်းတဲ့ဆိုင်ကိုလာဖို့တောင်စိတ်ဝင်စားဖို့အတိအကျပဲငါတခုရှင်းရှင်းလင်းလင်းပြောလိုက်မယ်မနေ့ပြန်မွန်းတဲ့ချိန်ထိငါအဲ့ဒီနေရုပ်ကောင်းစုပ်ပြုတ်ကိုမတောက်ရဘူးဆိုရင်ငါတို့အားလုံးမင်းတို့ရဲ့တက်တန်းတစ်လျှောက်ဖွဲ့ဝင်ကတ်တွေကိုဖျက်သိမ်းပစ်မယ်ဒါတွေအားလုံးကျဲရဲ့အပြစ်ပဲအဲ့ဒီကောင်းစုပ်ကိုငါဒီအတိုင်းအလို့မပေးဘူးနေရုပ်ကောင်းစုပ်ပြုတ်ရပါပြီပြုတ်မိသားစုရဲ့ချို့ဝှက်ချက်နင်းလန့်အတိုင်းချအတဲ့နေရုပ်ကောင်းစုပ်ပြုတ်စစ်တပွဲကို$3ပဲအရသာရှိပြီးဗိုက်ပြည့်စေတယ်လက်လို့မခံပါနဲ့ကျမိသားစုရဲ့နေရုပ်ကောင်းစုပ်ပြုတ်ကိုလာမြည်ကြည့်ကြပါဒါပခေတ်ကြီးလဲလူတွေကဒီလိုစုပ်ပြုတ်ပြစ်ကြီးတွေကိုစားနေကြတော့လားကြည့်အောင်နဲ့တင်ငါခံနှင်းပြတ်တယ်ညစ်ပတ်နေပုံပဲကျမတို့ဘာလို့ကြမလဲကျမတို့စုပ်ပြုတ်ကိုတောက်ဖို့ဘယ်သူမှလာမကြဘူးစိတ်မပူနဲ့ကောင်းတဲ့အရာတွေကအဲ့ဒါကိုတန်မိုးထားတတ်တဲ့လူတွေစီအမြဲရောက်သွားတတ်တယ်လို့ငါယုံကြည်တဲ့ဆိုင်ရှင်ဒါဟီနက်စတိုင်နေရုပ်ကောင်းစုပ်ပြုတ်လားဟုတ်ပါတယ်ဗျအစ်စ်အမှန်ပဲအကိုချောတပွဲလောက်တောက်မလာရတာပေါ့ငါ့ကိုတပွဲပေးစမ်း